လှပသောသတို့သမီးတဦးမကြသေးမီကကွယ်လွန်သွားခဲ့သည်သို့သောသူမ၏အလွန်နှစ်လိုကွယ်ကောင်းသောအလှတရားသည်အလောင်းဆောင်ရန်ရောက်လာသည့်လူငယ်လေးတဦးကိုဆွဲမက်စေခဲ့သည်သူမသိလိုက်ခင်မှာပင်သူမစီသို့လက်ကမ်းလိုက်မိသည်သို့သောထိုအချိန်တွင်ပင်သတို့သမီး၏ကောင်းတလာသည်သူ့ကိုစောင့်တိုက်မိသွားသည်ထိုလူငယ်သည်ထိတ်လန့်သွားပြီးချက်ချင်းပင်ကာမဂုဏ်စိတ်ဆန္ဒပျောက်ကွယ်သွားခဲ့သည်သူသည်သတို့သမီး၏ကောင်းတလာကိုအလျင်အမြန်ပိတ်လိုက်ပြီးစိတ်ငြိမ်သက်စေရန်သူ၏အခန်းစီသို့အမြန်ပြန်လာခဲ့သည်သို့သောသတို့သမီး၏အလှတရားသည်သူ၏စိတ်ထဲတွင်ဆွဲမြဲနေစေဖြစ်သည်စိတ်မငြိမ်မသက်ဖြစ်ကသူမ၏ပစ္စည်းများကိုစတင်မွေးနှောက်ကြည့်ရာကင်မရာနှင့် CD တစ်ချက်ကိုတေချာပေါက်တွေ့ရှိခဲ့သည်ချက်ချင်းစိတ်အားဖြင့်ထို CD ကို DVD ဖွင့်ဆက်ထဲသို့ထည့်လိုက်သည်သူမိညပင်ကလုံးနှိပ်ကြည့်တော်လဲမျက်နှာပြင်သည်လုံးဝအလင်းမရပဲရှိနေခဲ့သည်စိတ်ပြက်လက်ပြက်ဖြစ်သူသည်ကင်မရာကိုလှည့်ကာသတို့သမီး၏တပ်ပုံများကိုစတင်ကြည့်ရှုခဲ့သည်တပ်ပုံများကိုဆက်လက်ကြည့်ရှုလာသည်နှင့်အမျှသူ၏မျက်နှာသည်ပို၍ညိုမိုင်းလာခဲ့သည်တပ်ပုံများတွင်သတို့သမီး၏ခန္ဓာကိုယ်၌ဒဏ်ရာများစွာရှိနေသည်ကိုဖော်ပြနေသည်သူမအသက်ရှင်စဉ်ကသတို့သား၏နှိပ်စက်မှုကိုခံခဲ့ရသည်ဟုသူချက်ချင်းပင်ခံမှန်းလိုက်မိသည်သူမအတွက်စိတ်တူဒေါသဖြစ်နေစဉ်မှာပင်သူ၏တကားအပြင်ဘက်မှကျဲလောင်သောအတန်တစ်ခုထွက်ပေါ်လာသည်သူသည်အပြင်ထွက်ကြည့်ရန်အလျင်မြန်ပြေးထွက်သွားရာတကားလက်ကင်တွင်ချီထားသောကျိုးရှည်ကြီးတစ်ချောင်းကိုတွေ့လိုက်ရသည်ထိုကျိုးကိုလိုက်ကြည့်ရင်သူသည်နနက်ခင်းခန်းမဆောင်စီသို့ပြန်ရောက်သွားခဲ့သည်သူမောကြည့်လိုက်သောအခါထိတ်လန့်တကြားဖြစ်သွားခဲ့သည်သတို့သမီးသည်သူ၏ရှေ့တွင်ရပ်နေပြီးသူမ၏လက်ကိုကမ်းနေသည်သူသည်မြင့်တက်နေရင်းပင်ပြန်၍လက်ကမ်းမိသည်နောက်တစ်စက္ကန့်တွင်သတို့သမီးသည်ရုတ်တရက်မှောက်မိုက်ထဲသို့ဆွဲသွင်းခံလိုက်ရသည်သူလည်းသူ၏အိမ်မက်မှလန့်နိုးလာခဲ့သည်သို့သောသူ၏မျက်နှာပြင်ပေါ်တွင်ပေါ်လာသည့်အရာကမူသူ့ကိုဒေါသထွက်စေခဲ့သည်